မင်္ဂလာပါကျမနာမည်ကတော့အိမ်မူဟန်ပါကျမတက်ရောက်ခဲ့တဲ့ NCC program journey လေးကို share လုပ်ပေးခြင်းပါတယ်ကျမက NCC level 3 diploma in business ကိုတက်ရောက်အောင်မြင်ခဲ့ပြီးတော့ level 4 diploma in business management ကို strategy fest မှာ on campus အနေနဲ့ဆက်လက်တက်ရောက်ခဲ့ပါတယ် level 3ကိုစတက်တဲ့အချိန်မှာဆိုရင် business foundation ကိုတည်ချာလေးစတင်ပြီးလေ့လာရတယ်ပေါ့နော် introduction to business မှာပါဝင်တဲ့ business environment တွေ starting and communication skill တွေကလည်းကျွန်မအတွက်လေ့လာစရာအသစ်တစ်ခုဖြစ်ခဲ့တယ်ဒါပေမဲ့ global pathway ကဆရာဆရာမတွေက step by step guideline နဲ့တကွာတည်ချာသင်ကြားပေးတဲ့အတွက်ကြောင့်တည်ချာလေးအဆင်ပြေခဲ့တယ်ကြော်လွှားနိုင်ခဲ့တယ်ပြီးကြရင်ဘွဲကြိုအတန်းတွေအတွက်လည်းပြင်ဆင်ပြီးသားဖြစ်တာပေါ့နော် level 2ပြီးသွားတဲ့အချိန်မှာ UK ကချင်းမြင့်တဲ့ business management ဘွဲကိုရဖို့အတွက် level 4ကို strategy fest မှာပဲဆက်လက်တက်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ် level 4 business management မှာတော့ leadership people management business strategy စတဲ့ real world business တွေအတွက်လိုအပ်တဲ့ skill တွေလက်တွေ့ကျကျနဲ့ case study တွေ assignment တွေကလည်း research based ဖြစ်လို့ analytical skill problem solving skill တွေကပိုကောင်းလာစေခဲ့ပါတယ်presentation တွေလည်းလုပ်ဖြစ်တယ် level 3ကတည်းက presentation တွေနဲ့မစိမ်းတာရယ် teamwork နဲ့လုပ်ခဲ့တာရဲ့အကြောင်း level 4မှာလည်းအခက်အခဲမရှိပဲကိုယုံကြည်မှုပါတိုးခဲ့တယ် NCC level 2+4 ကို on campus တက်တဲ့အချိန်မှာ campus life နဲ့ပြီးကြရင်သူတို့ကျောင်းက student club activity တွေကလည်းကျမအတွက်စိတ်ကျေနပ်မှုအပြည့်ရစေပါတယ်ဆရာဆရာမတွေရဲ့ပံ့ပိုးမှုတွေအတန်းပေါ်တွေရဲ့အတွင်းညီညီဆွေးနွေးမှုတွေ service ပေးတဲ့အမတွေရဲ့ပံ့ပိုးမှုတွေကလည်းအလွန်ကောင်းမွန်ပါတယ် level 2ကနေ level 4ကိုတက်လာရင်ကျမက self discipline time management communication အရေးတွေတွေကအထိတော်တော်လေးကောင်းမွန်လာခဲ့ပါတယ်NCC level 3 diploma in business ကနေ level 4 business management အထိတက်ရောက်အောင်မြင်ခဲ့တဲ့ကိုအရန်ကုန်ယူမိပါတယ် UK ဘက်ကချင်းမြင့်တဲ့ business management bachelor degree ကိုလည်းရရှိအောင်ဆက်လက်ကြိုးစားသွားမှာပါ Global Pathway International School နဲ့ Strategy Fest ကဆိုရင်သူတို့ပေးတဲ့ education pathway တွေကကျမလိုချင်တဲ့ career goal တွေအတွက်အမှန်ကန်ဆုံးလမ်းကြောင်းပဲဖြစ်ပါတယ်အချိန်3နှစ်6လပေးရုံနဲ့ UK ကပေးအပ်ချီးမြှင့်တဲ့စီးပွားရေးစီမံခန့်ခွဲမှုနဲ့ကွန်ပျူတာသိပ္ပံဆိုင်ရာဘွဲ့များကိုရယူဖို့ Strategy Fest မှာ NCC Level 3+4 program ကိုရွေးချယ်လိုက်ပါနော်